အတန်တက်90နဲ့အထက်မြန်ဆန်နှုန်းနဲ့သွားနိုင်ဖို့ဆိုတာတော့မလွယ်ကူလှပါဘူး။အမေရိကန်ကနေပြစ်လွတ်လိုက်မယ်ဆိုရင်ကမ္ဘာတစ်ဖက်ချမ်းကတရုတ်နိုင်ငံစီကိုမိနစ်20မပြည့်ခင်18မိနစ်အတွင်းမှာတင်ရောက်ရှိသွားနိုင်တဲ့အရှိန်အဟုန်မျိုးဖြစ်ပါတယ်။တနအီကိုမိုင်ပေါင်း3836မိုင်နှုန်းနဲ့အထက်ပြန်တန်းနိုင်တဲ့ဒုံးကျည်တွေကို Hypersonic Missile လို့ခေါ်တာပါ။မင်္ဂလာပါခင်ဗျာ။ဒီကနေ့ကတော့ခေတ်သစ်စစ်ပွဲတွေရဲ့အပြောင်းအလဲတွေကိုဖန်တီးပေးနေတဲ့ကမ္ဘာအင်အားကြီးနိုင်ငံတွေအသည်းအသန်အပြိုင်ဆိုင်တီထွင်နေကြတဲ့ Hypersonic Missile ခေါ်အတန်ထက်မြန်တဲ့ဒုံးကျည်နည်းပညာအကြောင်းကိုပြောပြချင်ပါတယ်။ဒီနည်းပညာဟာဘလောက်တောင်မြန်ဆန်တယ်လဲဆိုရင်မျက်စိတမိတ်လျှက်တစ်ပြက်ဆိုတာတဲ့ပိုပါတယ်။ဥပမာအမေရိကန်ကနေပြစ်လွတ်လိုက်မယ်ဆိုရင်ကမ္ဘာတစ်ဖက်ချမ်းကတရုတ်နိုင်ငံစီကိုမိနစ်20မပြည့်ခင်18မိနစ်အတွင်းမှာတင်ရောက်ရှိသွားနိုင်တဲ့အရှိန်အဟုန်မျိုးဖြစ်ပါတယ်။အတန်ရဲ့မြန်နှုန်း Mach 1 ထက်9ဆနဲ့အထက် Mach 5ဒါမှမဟုတ်တနအီကိုမိုင်ပေါင်း3836မိုင်နှုန်းနဲ့အထက်ပြန်တန်းနိုင်တဲ့ဒုံးကျည်တွေကို Hypersonic Missile လို့ခေါ်တာပါအလွယ်ဆုံးပြောရရင်တော့တစ်စက္ကန့်ကိုအနည်းဆုံး1မိုင်နှုန်းပြန်တန်းနိုင်တဲ့ Missile တွေဖြစ်ပါတယ်နှားရှည်ကြည့်မယ်ဆိုရင်တော့ကျွန်တော်တို့စီးနေကြခရီးသည်တင်လေယာဉ်ကြီးတွေဟာ Mach 1 အောက်ရုံနေတဲ့အချိန်နဲ့မောင်းနေကြပြီးတိုက်လေယာဉ်တွေကတော့ Mach 2ကနေ3အထိမောင်းနေနိုင်ကြပါတယ်ဒါပေမဲ့ Hypersonic အစစ်လို့ခေါ်ဖို့ဆိုရင်တော့တနအီကိုမိုင်ပေါင်း19000လောက်အထိခရီးရောက်နိုင်မှသာဖြစ်မှာပါဒီလိုအတန်တက်9ဆနဲ့အထက်မြန်ဆန်တဲ့နှုန်းနဲ့သွားနိုင်ဖို့ဆိုတာကမလွယ်ကူလှပါဘူးဒီနေရာမှာအဓိကနည်းပညာ2မျိုးနဲ့ခွဲခြားထားပါတယ်ပထမတစ်မျိုးကတော့ Hypersonic Cruise Missile ဖြစ်ပြီးဒုတိယတစ်မျိုးကတော့ Hypersonic Glide Missile ပဲဖြစ်ပါတယ် Hypersonic Cruise Missile အကြောင်းတွေပြောရရင်တော့ Scramjet Engine နည်းပညာကအဓိကကျပါတယ်တမန်တုံးကြီးတွေလိုလောင်စာတွေအများကြီးတည်သွားစရာမလိုပဲလေထုတွေကအောက်ဆီဂျင်ကိုစုပ်ယူပြီးဟိုက်ဒရိုဂျင်လောင်စာနဲ့ရောဆက်ခါလောင်ကျွမ်းစေပြီးတော့အတန်ထက်မြန်တဲ့အရှိန်ကိုရယူတာဖြစ်ပါတယ်။ Ramjet နဲ့ Scramjet engine တွေရဲ့ကွာခြားချက်ကိုနည်းနည်းလောက်နားလည်အောင်ကြည့်လိုက်ကြရအောင်ပါဗျာ။ Ramjet engine ဆိုတာကတော့အရှိကနေဝင်လာတဲ့လေကိုဖိသိပ်လိုက်ပြီးလောင်စာနဲ့ရောဆက်ခါမီးရှို့ပေါက်ကွဲစေပြီးတွန်းကန်အားရယူတာဖြစ်ပါတယ်။ဒါပေမဲ့ Scramjet ကတော့ဒီထက်ပိုရှုပ်ထွေးပြီးအဆင့်မြင့်ပါတယ်။ Scramjet engine တွေလုံးလုံးပုံကတော့အဆင့်၄ဆင့်ရှိပါတယ်။ပထမအဆင့်မှာ engine ဟာအလွန်လျင်မြန်တဲ့နှုန်းနဲ့လေထုတုတဲ့အများကြီးကိုစုပ်ယူလိုက်ပါတယ်။ဒုတိယအဆင့်မှာတော့လောင်စာကိုထိုးထည့်လိုက်ပါတယ်။ဒီလောင်စာကလောင်ကျွမ်းဖို့တွေမကဘဲ engine ရဲ့အပူချိန်ကိုလျှော့ချစေဖို့အေးခံပေးတဲ့တာဝန်ကိုပါယူပါတယ်။ဘာလို့လဲဆိုတော့အတန်ထက်မြန်နှုန်းနဲ့ပြန်တန်းတဲ့အခါပွတ်တိုင်မှုတွေကြောင့်အပူချိန်ကအယမ်းမြင့်မားလွန်းလို့ပါ။တတိယအဆင့်ကတော့အခက်ခဲဆုံးပါပဲ။အဲ့ဒါကတော့လောင်စာနဲ့လေကိုရောဆက်ပြီးလောင်ကျွမ်းစေတာပါတနအီကိုမိုင်19000နှုန်းနဲ့ဝင်လာတဲ့လေစီးကြောင်းထဲမှာမီးတောင်မငိမ့်အောင်ထိန်းထားရတာဟာဟာရီကိန်းမုန်တိုင်းထဲမှာမီးကျစ်ဆန်မိညစ်ရတယ်လို့မျိုးအပတန်ခက်ခဲတဲ့အင်ဂျင်နီယာနည်းပညာပါနောက်ဆုံးစတုတ္တအဆင့်မှာတော့လောင်ကျွမ်းလို့ထွက်လာတဲ့အပူငွေ့တွေကိုနော်ဇဲကနေမှုတ်ထုတ်လိုက်ပြီး Mach 5အရှိန်ရအောင်တွန်းကန်လိုက်တာဖြစ်ပါတယ်ဒီနည်းပညာကိုသုံးထားတဲ့အကောင်းဆုံးဥပမာကတော့ရုရှားတို့ရဲ့ 3M22 Zircon ပဲဖြစ်ပါတယ်။သူကပင်လယ်မျက်နှာပြင်အထက်18မိုင်လောက်အမြင့်ကနေအတန်ထက်6ဆ Mach 9 နှုန်းအထိပြန်တန်းသွားနိုင်ပြီးကြားဖြတ်ပစ်ချဖို့အရန်ခက်ခဲပါတယ်။နောက်ထပ်အမျိုးအစားတစ်ခုဖြစ်တဲ့ HGV Hypersonic Guided Missile ကတော့ပုံစံတစ်မျိုးပါ။သူကတိုက်ချင်းပစ်ဒုံးကျည်ကြီးတွေရဲ့ထိပ်ဖူးမှာတက်ဆင်ပြီးအာကာသထဲပစ်လွှတ်ရတာဖြစ်ပါတယ်။ဥပမာရုရှားရဲ့ Avangard Hypersonic Missile ဆိုရင်ကမ္ဘာပင်လယ်ရေမျက်နှာပြင်အထက်မိုင်1200အမြင့်အထိပြန်တန်းနိုင်တဲ့ RS-28 SAMAS လိုဒုံးကျည်ကြီးတွေနဲ့တွဲဖက်ပစ်လွှတ်လို့ရပါတယ်။အာကာသထဲရောက်မှ Missile က Warhead အဖြစ်နဲ့ကမ္ဘာလေထုထဲကိုပြန်လည်ဝင်ရောက်လာပြီးတော့မြေပြင်အထက်ကနေကီလိုမီတာ40နဲ့100အကြားအလွှာအောက်ကနေလေအောင်စီးပြန်တန်းလာပြီးတော့ကမ္ဘာဆွဲအားနဲ့တုံးဆက်ဘူစတာတို့ရဲ့တွန်းကန်အားကိုအသုံးပြုပေါင်းဆက်ခါအတန်တဲ့28ဆဆိုတဲ့မယုံနိုင်စရာမြန်နှုန်းနဲ့ပြက်မှတ်တွေကိုထိမှန်ပျက်စီးစေမှာဖြစ်ပါတယ်။လက်ရှိမှာတော့တရုတ်နိုင်ငံရဲ့ Dongfeng 70 DF-70 ဒုံးကျည်တွေဟာတမန်ရိုးကျထိပ်ဖူးတွေသာမကနျူကလ িয়ার ထိပ်ဖူးတွေပါတပ်ဆင်ထုတ်လုပ်နေပြီဖြစ်တယ်လို့လမ်းကြောင်းပြောင်းလဲပြန်တန်းနိုင်တာကြောင့်အမေရိကန်လေယာဉ်တင်သမောတွေကိုပါချိန်ချောက်နိုင်တဲ့အနေအထားမှာရှိနေပါတယ်။ DF-70 ဟာ B7 ပါတဲ့ကားကြီးတွေပေါ်ကနေပြစ်ခတ်နိုင်တာပါအလျား17မီတာလောက်ရှည်ပြီးကီလို15000လောက်လေးပါတယ် DF-70 မှာအဆင့်2ဆင့်ပါဝင်ပါတယ်ပထမအဆင့်ကတော့ဒုံးကျည်ကိုအာကာသနာကတ်အောင်ပို့ပေးတာပါအဲ့ဒီနောက်မှာတော့ဒုံးကျည်ထိပ်ဖူးကခွဲထွက်လိုက်ပြီး Hypersonic Guided Missile အဖြစ်ပြောင်းလဲသွားတာပါ
သူကတာမန်ပတ်ထိန်တုံးကြီးတွေလိုလေထုအပြင်ဘက်ကနေပြန်ဝင်လာတာမျိုးမဟုတ်ဘဲလေထုအနှိမ်ပိုင်းကနေဝဲပြန်ပြီးဝင်လာတာဖြစ်ပါတယ်။ဒါကြောင့်ရေဒါတွေကထောက်လန်းဖို့ခက်ခဲပါတယ်။ပိုကြောက်စရာကောင်းတာကမတ်ဖိုက်အချိန်နဲ့သွားနေရင်လမ်းကြောင်းပြောင်းနိုင်တာမလို့လေတင်သမောအုပ်စုတွေအတွက်ခုခံကာကွယ်ဖို့အမတန်ခက်ခဲစေပါတယ်။မကြသေးမီကအမေရိကန်တို့ရှော့ရသွားစေတဲ့တရုတ်ရဲ့ HGV နည်းပညာတစ်ခုကတော့ Functional Orbital Bombardment System FOBS ဖြစ်ပါတယ်။ဒါကတိုက်ချင်းပြင်ဒုံးကြီး ICBM တွေလိုကမ္ဘာအထက်မိုင်ပေါင်းထောင်ချီတက်ပြီးပြန်တန်းတဲ့မြင်းကွေးပုံလမ်းကြောင်းကိုအသုံးမပြုတော့ဘဲပဲ့ထိန်ဒုံးကြီး Ballistic Missile နည်းပညာနဲ့ Cruise Missile နည်းပညာသဘောတရားကိုပေါင်းစပ်ထားတာဖြစ်တဲ့အတွက်ရန်သူရဲ့ဒုံးခွင်းဒုံးစနစ်တွေကိုရှောင်ကွင်းသွားနိုင်စွမ်းရှိတဲ့အပြင်နျူကလ িয়ার လက်နက်တွေကိုပါသယ်ဆောင်နိုင်စွမ်းရှိတာကြောင့်ကြောက်ခမန်းလိလိအစွမ်းထက်လွန်းတယ်လို့ဆိုပါတယ်။တရုတ်ရဲ့နည်းပညာထူးခြားချက်ကတော့သူ့ရဲ့ HGV Glider Missile တွေကိုတိုက်ချင်းပစ်ဒုံးကြီးလမ်းကြောင်းကနေခွဲထွက်သွားပြီးကမ္ဘာလေထုအလွှာမှာကက်လျက်ပြန်တန်းကရန်သူပြစ်မှတ်အနီးရောက်ခါနီး AI ဉာဏ်ရည်တုနည်းပညာအသုံးပြု boost လုပ်ပြီးအရှိန်မြင့်ကအတန်ထက်အစာပေါင်း30မြန်နှုန်းနဲ့ပြစ်မှတ်ကိုတိုက်ခိုက်မှာဖြစ်ပါတယ်။ရုရှားဘက်ကလည်း Kamzal လိုမျိုးနာမည်ကျော် hypersonic ဒုံးကြီးတွေကိုပိုင်ဆိုင်ထားပါတယ်။ Kamzal ဒုံးကြီးတွေကတော့လေယာဉ်ပေါ်ကနေပစ်လွှတ်ရတဲ့အမျိုးအစားပါ။အထူးသဖြင့်တော့ MiG-31 လိုအတန်ထက်မြန်တဲ့တိုက်လေယာဉ်တွေကနေပစ်လွှတ်ပါတယ်။ဒုံးကြီးကိုလွှတ်လိုက်တာနဲ့အကာအကွယ်အဖုံးကွာကျသွားပြီးအင်ဂျင်ဆက်နှိုးကအရှိန်တင်ပါတယ်။သူက Max တွဲအတန်ထက်12ဆတနအီကိုမိုင်9200ကျော်အထိမြန်နိုင်ပြီးကီလိုမီတာ2000လောက်ထိရောက်နိုင်ပါတယ်။နျူကလ িয়ার ထိပ်ဖူးကိုတက်ဆင်နိုင်တာကြောင့်စစ်မြေပြင်မှာအန္တရာယ်အကြီးဆုံးလက်နက်တစ်ခုဖြစ်နေပါတယ်။ဒါနဲ့မကသေးပါဘူး။ရုရှားရေတပ်က Niso Boryclaps ရင်ကုန်သဘောကနေပစ်လွတ်ခဲ့တဲ့ဘူလာဘာတိုက်ချင်းပစ်ဒုံးကြီးဟာ Evingred HGV 6 ဆင်းမှ10ဆင်းအထိတည်ဆောင်ပစ်ခတ်နိုင်ပါတယ်။ဒါနဲ့မကသေးပါဘူး။ရုရှားရေတပ်က Evingred HGV အစင်160အထိတည်ဆောင်ပစ်ခတ်နိုင်စွမ်းရှိတယ်လို့ဆိုပါတယ်။ဘူလာဘာတိုက်ချင်းပစ်ဒုံးကြီးတစ်စင်းဟာ TNT 150 ကီလိုတန်ပြင်းအားရှိနျူကလ িয়ার ထိပ်ဖူး6ခုကိုတပြိုင်နက်ပစ်ခတ်နိုင်ပါတယ်။ဒါဟာဟီရိုရှီမာမြို့ကိုအမေရိကန်တွေတိုက်ခိုက်ခဲ့တဲ့နျူကလ িয়ার ဘုံပြင်းအားထက်အဆ50ကနေ60ပြင်းထန်တဲ့နျူကလ িয়ার ဘုံနဲ့ရန်သူပြစ်မှတ်တွေကိုတပြိုင်နက်တမှုဟုတ်ချင်းတိုက်ခိုက်နိုင်တဲ့သဘောဖြစ်ပါတယ်။အမေရိကန်ဘက်ကလည်း Arrow လို့ခေါ်တဲ့ဒုံးကြီးကိုထုတ်လုပ်ဖို့ကြိုးပမ်းနေပါတယ်။ဒါကတော့ B-52 ဘုံကျဲလေယာဉ်ကြီးတွေကနေတည်ဆောင်ပစ်လွှတ်ဖို့ဒီဇိုင်းထုတ်ထားတာပါ။လေယာဉ်တွေကနေပစ်ချလိုက်ရင် booster engine တွေပွင့်လာပြီးအမြင့်ရောက်လာတဲ့အခါမှာအဖုံးပွင့်ထွက်သွားပြီးအတွင်းက glide vehicle ပြုတ်ကျလာပါတယ်။အဲ့ဒီယာဉ်ကစွမ်းရည်မပါဘဲလေဟုန်စီးပြီး Mach 20 လောက်အထိအရှိန်တင်ကပြစ်မှတ်ကိုဝင်တိုက်တာပါ။ပေါက်ကွဲစရာမလိုပဲသူ့ရဲ့ဝင်တိုက်တဲ့အရှိန်နဲ့ kinetic energy နဲ့ပင်ပြစ်မှတ်ကိုဖျက်ဆီးနိုင်တဲ့အစွမ်းရှိပါတယ်။သူကရုရှားနဲ့တရုတ်လေတင်သမောတွေကိုပြစ်မှတ်ထားဖို့ရည်ရွယ်ပေမဲ့စမ်းသပ်မှုတွေမှာအခက်အခဲတွေရှိနေပြီးစီမံကိန်းတန်ဖိုးဒေါ်လာ2ဘီလီယံလောက်သုံးစွဲထားရပါတယ်။ဒီကုန်းချုပ်အနေနဲ့ပြောရရင်တော့ hypersonic missile တစ်စင်းလို့သတ်မှတ်နိုင်ဖို့ဆိုရင်အဓိကအချက်3ချက်နဲ့ပြည့်စုံရပါမယ်။အဲ့ဒါတွေကတော့အရှိန်လမ်းကြောင်းပြောင်းနိုင်စွမ်းနဲ့တိကျမှုလိုပဲဖြစ်ပါတယ်။လက်ရှိမှာရုရှားနဲ့တရုတ်တို့ကရှေ့ကပြေးနေတယ်လို့ဖြစ်နေပြီးအမေရိကန်ကလည်းအမီလိုက်နိုင်ဖို့ကြိုးစားနေပါတယ်။ဒီလက်နက်တွေကကမ္ဘာစစ်ရေးချိန်ခွင်ရှာကိုလှုပ်ခတ်စေပြီးနိုင်ငံကြီးတွေကြားကအားပြိုင်မှုမှာအဆုံးဖြတ်ပေးနိုင်တဲ့နည်းပညာတစ်ခုဖြစ်လာနေကြောင်းပြောပြရဲဒီကုန်းချုပ်လိုက်ရပါတယ်ခင်ဗျာ။